မှာညီမလေးကိုမှာစင်စကားတွေရှိတယ်အဲ့ဒါကညီမလေးကအစားအသောက်မှာဆိုရင်နွားနို့ဒိန်ချင်းထောက်ဘက် cheese chocolate အာလူးကြော်အဲ့လိုမျိုးခက်စင်စင်အစားအသောက်တွေကိုညီမလေးကတက်နိုင်ကြတော့လျှော့ပြီးတော့စားရမယ်ဟုတ်ပြီနော်အဲ့တော့ပြီးရင်အိပ်ရေးပြည့်ရင်လည်းဝက်ချံခတ်တယ်တဲ့အဲ့တော့စူးစမ်းပြီးတော့အချိန်မှန်နဲ့အိပ်ဖို့လုပ်မယ်နော်ပြီးရင်ကိုကဝမ်းချုပ်တက်တဲ့လူမျိုးဆိုရင်လည်းဝမ်းမှန်အောင်လုပ်မယ်ပြီးတော့ကိုတီးဖို့လိုတာကသမီးဓမ္မတာရောမှန်နေရလားပေါ့မနုမှန်တယ်ဒါပေမဲ့အခုနောက်ပိုင်းအရင်နဲ့ပုံမှန်ဆို3ရက်လာကူက2ရက်လောက်ပဲလာနောက်ရက်တွေဆိုရင်ဟုတ်ကဲ့အဲ့ဒါလေအဲ့လိုဓမ္မတာတွေမှန်ဖို့အတွက်အားစေးတောက်လို့ရတယ်ဆိုတာကိုသမီးသိတာလားမသိနေဘူးလားဟိုရအောင်တော့ဒီပို့စောအဲ့ဟာလေးတော့တောက်နေဒါပေမဲ့မရအောင်နော်မရပဲမရဘူးဆိုတော့မရဘူးလက်လျှော့လိုက်ပြီးဒါဆက်ပြီးတော့တောက်နေတုံးတာတောက်နေအောင်ပဲတောက်လိုက်မိမတောက်လိုက်ပြန်တက်လိုက်အဲ့လိုမျိုးပဲဖြစ်နေတာမှန်မှန်လေးစူးစမ်းပြီးတောက်ကြည့်ပါလားဟိုလိုမျိုးသူ့ကိုတောက်ပြီးမဲ့မထူးကြလို့ဆိုပြီးစိတ်လျှော့လိုက်တာနဲ့ပုံမှန်လေးပေါ့နော်သူ့ဘာသူထူးမထူးငါစူးစမ်းပြီးတော့6လလောက်တောက်ကြည့်မယ်ဆိုပြီးတော့တောက်ကြည့်ပါလားနော်တချို့အဲ့လိုမျိုးရေရှည်တောက်တဲ့လူတွေမှာဆိုရင်ကွာဓမ္မတာလေးမှန်တာလေးဝက်ချန်နဲ့တတ်တာလာတယ်ဒါပေမဲ့ तू ကအားစီးဖြစ်တဲ့အတွက်အရင်ကြီးစွမ်းတာမျိုးမဟုတ်တော့နေအခုအစွမ်းပြမယ်တဲမှာတော့ပါမှာမဟုတ်ဘူးအဲ့တော့အစွမ်းမပြတော့လေတော်ရုံတန်ရုံ तू ကစိတ်ပြတ်သွားတာပေါ့နော်တော်ပါပြီမတောက်တော့ဘူးဆိုပြီးတော့ဖြစ်တတ်ကြတယ်တချို့ရေရှည်ဆွဲတောက်တဲ့လူတွေမှာတော့ငါတို့အနေနဲ့ပေါ့နော်အကျိုးကျေးဇူးလေးတွေတွေ့လာတော့အကျိုးကျေးဇူးလေးငါတို့တွေ့တယ်ပေါ့အဲ့တော့မင်းတို့လည်းဆွဲတောက်စေခြင်းနဲ့အကျိုးမှမရုပ်တာနော်အကျိုးမှမရုပ်တယ်ဆိုတော့ဗာလေးကိုလည်းကျွန်တော်ကိုဆွဲတောက်ပြီးပြီးတော့ကျွန်တော်လင်းစေးပေးမယ်တောက်စေးပေးမယ်နော်သမီးနင်ငါ့ကိုအခုတွေ့တော့ကြတော့မေးချင်တာသိချင်တာငါခုငါပြောတဲ့တည်းမှာပါတဲ့ဟာပေါ့နော်နင်ဘာလေးသိချင်တော့ဘာလေးမေးချင်တော့ကော်ဖီရောတောက်လို့ရလားကော်ဖီကတောက်လို့ရတယ်ဒါပေမဲ့ကော်ဖီကိုနင်ကနို့စီလေးပါအရင်ထည့်ရင်တော့ချိုသွားတဲ့အတွက်ချိုလာကဝက်ချံကိုပို့ဆိုးစေမယ်တိလားဒါပေမဲ့ငါကလေဘယ်လိုတော့မင်းအတင်းချက်ကြီးဟိုမပြောချင်ဘူးလေဆိုတော့ကော်ဖီကိုလုံးဝမတောက်အောင်လို့မပြောချင်ဘူးကွာတနေ့ကိုတစ်ခွက်လောက်တောက်တာကတော့မင်းမနေချိုမချိုအရန်အရေးမကြီးကွာတနေ့ကို50ခွက်လောက်တောက်နေတာဆိုတော့အဆင်မပြေဘူးပေါ့တိလားဆရာကြီးကျမတနေ့မှတစ်ခွက်လောက်ပဲတောက်တာအဲ့ဒီတစ်ခွက်မှာနည်းနည်းလေးချိုရင်ရောရလာလို့မီဘူးပဲကွယ်ရမှာပေါ့တောက်ပေါ့ဟုတ်လားနော်ပြီးတော့အမေးချင်တော့အဲ့ဒါတော့ပဲငါပြောက်သွားမှပဲဒီအမာရွတ်တွေကပြန်ပြောင်းလို့ကမှာပေါ့နော်မှန်တယ်ညီမလေးဝက်ချန်ရင်လို့ကမှာမှန်တယ်ညီမလေးဝက်ချန်နဲ့အမာရွတ်မှာဆိုရင်ကျွန်တော်ကတော့အမြဲတမ်းဝက်ချန်ကိုအင်ကျွေးတယ်ဝက်ချန်တက်တာဝါမှဒါမှမဟုတ်ရင်နောက်တစ်ခုကဝက်ချန်ဝါတို့ကထိန်းထားနိုင်ပြီဆိုမှပဲအမာရွတ်ကိုစပြီးတော့စဉ်းစားတယ်မဟုတ်ရင်ကြတော့အဆင်မပြေဘူးเนาะဆိုတော့ဝက်ချန်တွေပေါက်နေရင်အမာရွတ်ကပြန်ပြီးဖြစ်မှာဆိုတော့